အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအားလုံးတို့29ရက်3လ2026ကနေ2ရက်4လ2026အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောပင်းကိုကဏ္ဍတစ်ခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေပေါ့လေဒီတပတ်ကာလမှာဘယ်လိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုတော့ကောင်းတာလေးအစပြောခြင်းလို့ပြောနော်အဲ့တော့ဝါသနာပိုင်းထီကန်ဆက်နေတဲ့သူတွေထီထိုးပေါ့နှလုံးသုံးလုံးတော့မထိုးပါနဲ့ထီထိုးပါနော်ထီဒီပိုင်းပေါက်တဲ့ဂိမ်းရှိပါတယ်ဗျာနော်ဆိုတော့ကို့အနေနာမှာရှင်ပြုရန်ကအလူတန်းမျိုးလေးတွေဖျားထီတင်ပွဲတို့ပြောဝဲရှင်ပွဲအလူတန်းမျိုးလေးတွေကြုံလာဖြစ်စေခလေးကမွန်တက်တို့ခလေးမွေးဖွားတာတို့ကုံဝင်ဆောင်တာတို့ဒီလိုသတင်းစကားမြင်ခဲ့တွေ့ခဲ့ကြားခဲ့ရင်သူကထီဒီပိုင်းပေါက်တဲ့စီးပွားလက်လာပါတက်တဲ့ဆိုတဲ့ဂိမ်းကိုခေါ်ပါတယ်အဲ့တော့ဝါသနာပါလို့ထီကန်ဆမ်းမယ်ဆိုရင်ရှေ့အစ3ဆုံးနှစ်အစရှေ့ဆုံးတစ်ခွက်မြတ်တစ်ခွက်ကန်ဆန်းကြည့်ပါဗျာနော်ပေါက်တော့လည်းတယောက်တူပဲပေါ့အဲ့တော့တောက်ကြသားသမီးတွေဒီတပတ်ကာလမှာငွေချင်းနဲ့ပတ်သက်ရင်ဘာမှစိတ်ပူတရားမလိုဘူးနေ့နဲ့9ခုရှိတဲ့ထက်မှာတောက်ကြသားသမီးတွေကဒီတပတ်ကာလမှာငွေကြီးစီးပွားလာလာပါပွင့်ရမယ်လက်ပွင့်ရမယ်အပိုင်းချလို့ခေါ်တာပေါ့နော်အဲ့တော့ငွေကြီးနဲ့ပတ်သက်ပြီးရတဲ့ရထိုက်တဲ့အခွင့်အရေးတွေပြန်ရတတ်တဲ့ဂိမ်းရှိတယ်ငွေအစုလိုက်ပြောင်းလာရတတ်တဲ့ဂိမ်းရှိတယ်စောကြနာပြီးထင်တဲ့ငွေကြီးတွေပြန်ပြီးရတာမျိုးလေးတွေဖြစ်တယ်ငွေကြီးချွတ်တယ်လို့ခက်ခဲလို့အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင်တောင်မှကိုယ်ပတ်စံထုတ်ချီးပေးမဲ့သူတို့နော်ကိုကသွားချီးလို့ရှိရင်လည်းကိုယ်လွယ်တဲ့ကူပတ်စံထုတ်ပေးမဲ့သူဒါမျိုးတွေနဲ့လောင်းစုံတည်ရတတ်တဲ့ဂိမ်းပါတော့ငွေကြီးနဲ့ပတ်သက်ပြီးတော်တော်ဝမ်းသာဖို့ကောင်းတယ်ဘာမှစိတ်ပူတရားမလိုဒါအပြင်ရှေ့ဘုံရှေ့ကကြီးမားတဲ့သူတွေဆိုရင်ရွှေတဲ့ပစ္စည်းတွေပါဝင်တဲ့ဂိမ်းပါတယ်ရွှေတို့ကားတို့ကြောက်တို့တန်မိုးကြီးတဲ့ရွှေငွေကြောက်တံပရများတွေရတနာပစ္စည်းတွေအပြင်ခြံတွေကားတွေစသည်အဖြစ်ပေါ့ဒါမျိုးတွေလောင်းဝင်တဲ့ဂိမ်းပါတော့တော်တော်လေးတော့ဝမ်းသာဖို့ကောင်းတယ်သို့တော့တဦးတယောက်ချင်းရဲ့ဇာတာပေါ်လဲမူတည်အောင်မယ်တဦးတယောက်ချင်းစီရဲ့လောက်ရပေါ်လဲမူတည်အောင်မယ်တချို့လေးတွေကဗီဒင်ဆီယာကဟောတယ်ပေါ့ပတ်စံဝင်မယ်လို့ပြောတော့လဲပဲဘာလို့မှမလုပ်ဘဲငါတို့ထိုင်တော့ဘယ်ကနေမှဝင်မှာလဲစသည်အဖြစ်ဒါမျိုးတွေရှိတာပေါ့အဲ့တော့တာမန်တို့တမတယောက်ကအလုပ်တမတယောက်ထက်ပိုတဲ့ပတ်စံတော့ရမယ်စသည်အဖြစ်ပေါ့ကိုယ်အနေထားပေါ်မူတည်ပြီးရတဲ့တဲ့အခွင့်အရေးတွေထက်ပိုရလာတဲ့ဂိမ်းပါတယ်နော်ကိုယ့်ဘက်ကလည်းကံကောင်းအောင်ထိုက်တောင်အောင်နေပါတခြားတစ်ဖက်မှာအညာတစ်ခုရှိနေတယ်ဗျငွေချင်းနဲ့ပတ်သက်ပြီးအဆင်ပြေတယ်အလုံးနဲ့ပတ်သက်လို့ရှိရင်တော့သူကဒီကာလမှာပြည်ပနိုင်ငံခရီးသွားတဲ့ဂိမ်းရှိတယ်ရက်ဝေးရက်နေခရီးနှစ်ခုသလုံးသွားတဲ့ဂိမ်းရှိတယ်ပြည်ထဲမှာဆိုရင်လည်းအလဲဘက်ခရီးတို့ကမ်းခြေဒေသတွေကိုခရီးသွားတာမျိုးတို့တောင်ကုန်းတောင်တန်းဒေသတွေခရီးသွားတာတို့ပြည်ပခရီးသွားတာတို့ဖြစ်တယ်အဲ့တော့နိုင်ငံသားသွားမယ်ဆိုရင်ဒီကာလကအကောင်းဆုံးသောကာလလို့ပဲပြောရမှာပဲအစိုးရဝန်ထမ်းတွေဆိုတော့ဒီကာလမှာနေအပြောင်းခံတဲ့ရာထူးတို့အပြောင်းထားတဲ့စာလို့ရှိရင်ရာထူးမတို့ပဲဒီတိုင်းပြောင်းခံတဲ့ဂိမ်းပါတယ်ပြီးတော့ဝန်ထမ်းဆိုရင်ဘယ်ဝန်ထမ်းပဲဖြစ်ဖြစ်ဒီကာလမှာအထက်လူကြီးကိုညွန်နေတာလို့ပေါ်အကိုင်းပဲအချင်းချင်းမနာလိုတက်ခဲ့တာလေးတွေကြောင်းတဲ့ဂိမ်းပါတယ်အဲ့လိုဆိုလို့ရှိရင်လက်ရှိလုပ်တွေမလုပ်ချင်တော့တာလေးတွေဖြစ်တတ်တယ်အများဖြစ်တော့ဒီကာလမှာအလုံးနဲ့ပတ်သက်လို့ရှိရင်သူများထုံမထုံကိုယ့်အကိုထွက်ချင်တဲ့စိတ်တွေပေါ်တတ်တဲ့ဂိမ်းပါတယ်အဲ့တော့ကိုပိုင်စီးပွားရေးတစ်ခုစတင်အကောင့်တွေဖော်မယ်ဆိုရင်ဒီကာလကရွှေအယောင်းဝယ်လုပ်တဲ့သူတွေတအားကောင်းတယ်ရေသားဆောက်နေပါလေထောင်းရွှေတို့လယ်တို့နော်အဲ့ဘုဒ္ဓကုဏနဲ့ပတ်သက်ပြီးလုပ်တဲ့ကိစ္စတွေအရန်အကျိုးပေးတယ်ရွှေတူးတာတွေပါလေတအားအကျိုးပေးတာပေါ့ရေနံတူးတာတွေပါလေဆိုဒီကာလမှာအောင်တယ်လို့ခေါ်တာပေါ့နော်ပြီးတော့တောက်ကြတာသမီးတွေကတစ်ဖက်မှာငွေကြေးစီးပွားနဲ့ပတ်သက်ပြီးကံကောင်းမှမှန်တော့လည်းပဲတစ်ဖက်မှာဘာညံ့လဲမေးရင်စိတ်ဓာတ်နဲ့ပတ်သက်တဲ့ပြဿနာလေးတွေကြုံရတတ်တယ်စိတ်တွေပြန့်လွင့်နေလိမ့်မယ်ထင်သာဆိုင်လို့တဲ့စိတ်တွေဖြစ်တဲ့ဂိမ်းပါတယ်အလေလိုက်ခြင်းနဲ့အပျော်ပါးလိုက်ခြင်းနဲ့အလုပ်ထဲမှာအာယုံမဆိုင်ခြင်းဘူးလက်ရှိလုပ်တွေမလုပ်ချင်တော့ဘူးရှောက်သွားလာခြင်းနေတယ်စတဲ့စိတ်ရင်းလေးတွေဝင်တဲ့ဂိမ်းပါတယ်ဒါအပြင်ဒီကာလမှာတစ်ဖက်မှာကံကောင်းတဲ့ဟာငွေကြေးလေးတွေလက်ထမှာရှင်လာပြီးဆိုရင်အားတော့စကားလေးနည်းနည်းကြားရင်နားလည်ပြီပေါ့နော်မြောက်ကြလေးတွေဖြစ်ပြီးတော့တချို့ကနားရောက်တွေထွက်တယ်ကလက်သွားတယ်နော်တောက်စားမူရစ်တယ်ဒီကာလမှာအဲ့လိုမျိုးသူငယ်ချင်းတွေနဲ့အပြင်မှာတရုံရုံနဲ့ဖြစ်တယ် KTV တွေမှာဆက်တွေသွားတယ်တချို့အမျိုးသားတွေဆိုတော့အိမ်တော်ကြီးဖောက်ပြန်တာတွေဖြစ်တတ်တယ်ပြီးတော့ဒီကာလမှာအမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေစက်ရန်လေးတွေဝင်ပြီးတော့အိမ်တော်ကြီးအနောက်ရှက်ဝင်တဲ့ဂိမ်းပါတယ်ချစ်သူအိမ်တော်ဘက်ကဖြစ်စေကိုကနေဖြစ်စေနောက်တစ်ယောက်နဲ့ထပ်ပြီးပတ်သက်မိတာတွေဖြစ်တဲ့အခါမှာသုံးဖို့ဆိုင်လေးဖို့ဆိုင်ကြောင်းတဲ့ဂိမ်းပါတယ်ဆိုတော့အဲ့ဒီလိုလူမှုရေးနဲ့ပတ်သက်ပြီးဖောက်ပြန်လောက်ခဲ့ရင်ဝန်လာမဲ့ငွေကြေးစီးပွားလက်လာပါတွေဒီလက်ပိတ်ချသွားလိမ့်မယ်ကဲလို့မရတော့နောက်တစ်ခုကအပေါင်းအသင်းမလို့ဖြစ်စေအဲ့ဘုတ်ကုနဲ့သွားပြီးတော့တစ်ချက်ခိုက်ရင်လောင်းသားလို့ရင်ဘဝပြတ်တဲ့ဂိမ်းပါတယ်ဂိမ်းဆော့လို့ပဲဘဝပြတ်တာတို့နှလုံးသွင်းထုတ်လို့ဘဝပြတ်တာတို့ဒီကာလပဲအဲ့တော့အဲ့လိုဟာမျိုးတွေတော့မလုံနဲ့ပေါ့နော်တမအဒီဝကြစီးပွားရှာပြီးကိုယ်တိုင်ကိုကြကြိုးစားတဲ့သူတွေကလုံရင်လုံတော့အောင်မြင်မယ်ဆိုတဲ့ဂိမ်းပါတယ်အဲ့နှစ်ချက်ကိုအထူးသတိထားရှောင်ပါကျမ်းမာရေးရှိတော့ကကြည့်ရင်အဲ့ခန္ဓာကိုယ်မှာဖြစ်တဲ့ကျမ်းမာရေးတဲ့စိတ်မှာဖြစ်တဲ့ကျမ်းမာရေးပိုဆိုးတယ်မလုပ်သိမြန်သိရတဲ့နဲ့လည်းနောက်မဆုတ်ချင်ပဲရှေ့ပဲတိုးချင်တယ်တချို့ကချစ်သူအိမ်အောင်ဘက်ရှိရတဲ့နဲ့မှာဖောက်မြန်လုပ်တာတချို့ကတော့ချစ်သူအိမ်အောင်ဘက်ရှိနေတဲ့ပိုင်ရင်ရှိတဲ့သူတွေကကိုယ့်စီကိုအတင်းတိုးဝင်လာတယ်ကိုကလည်းမရှောင်နိုင်ဘူးဖြစ်တဲ့ဟာမျိုးလေးတွေဖြစ်တဲ့ဂိမ်းပါတော့တော်တော်လေးဂယူဆိုင်ပဲ
အဲ့လိုဖြစ်ခဲ့ရင်နာမည်ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီးအချက်တကွဲအကျိုးနဲ့ဖြစ်တာရက်ကြောက်ဖြစ်တာ line မော်တွေပါတယ်ဓာတ်ပုံတွေပြန့်သွားတာမျိုးဖြစ်တဲ့ game ပါတယ်တော်တော်လေးဂယုစိုက်ပါအရေးကြီးတဲ့စာစာနာတို့ passport တို့မှတ်ပုံတွေတို့ပျောက်တာရှာတာလေးတွေပြန်မရတာလေးတွေဖြစ်တဲ့ဂယုစိုက်မယ်စာချုပ်စာတမ်းတွေကိုလက်မှတ်ထိုးတဲ့အခါသေချာလေးဖတ်ပြီးတော့မှထိုးပါအပြင်သွားလာရင်ဆိုင်ငယ်တစ်ချက်သတိထားဆိုင်ငယ်နဲ့ပတ်သက်တဲ့ပြဿနာလေးကြုံရတဲ့စက်ပစ္စည်းတွေပါတယ်ဒီကလာမှာအဝင်မတော်ဘူးစကအင်္ဂါနံသွားခိုက်တာဖြစ်တော့စံစီစေးစားနဲ့ပတ်သက်ပြီးတော့လုပ်တဲ့ကိစ္စတွေအကျိုးမပေးတာလေးတွေပြီးတော့စစ်မှတ်ရေးတာတွေကြောင့်ကိုယ့်ရဲ့လုပ်ငန်းလေးတွေနှောင့်နှေးကြံ့ညာသွားတာထိခိုက်သွားတာလေးတွေဖြစ်တဲ့ကိန်းတော့ပါတယ်တခုခုလုံးမဲ့ကိုင်မယ်ဆိုရင်ဗုဒ္ဓဂုသားသမီးတနင်္လာသားသမီးတွေနဲ့ပူးတွဲတိုင်ပင်ပြီးလို့သူတို့စီကအကြံဉာဏ်အကူအညီယူအင်္ဂါတောက်ကြတနင်္ဂနွေကိုဒုက္ခပေးမယ်ချစ်သူအိမ်တော်ဘက်ကအိမ်နေသားသမီးဆိုရင်ပို့ဆုံးမယ်ပြဿနာဖြစ်တတ်တယ်ပြီးတော့ကျမ်းမာရေးမှာခေါင်းမူကန်းကိုက်ခေါင်းလေးအောင်နှောက်ကြောတွေတဲ့ညဘက်အိမ်မပြောပဲအောင်ကျောင်းနဲ့ပတ်သက်တဲ့ယောဂလေးတစ်ချက်ဖြစ်တဲ့ဂယုစိုက်ပြီမတ်လ28 29 30ဧပြီလ1ရက်2ရက်အဲ့ရက်တွေတောက်လျှောက်အမရန်ကန်ကောင်းတယ်ဆိုတော့ပြည်တွင်းပြည်ပနိုင်ငံခီးသွားတဲ့ဂိမ်းတွေဖြစ်တယ်အလောက်ကိုင်းနေရာထိုင်နေတဲ့ပတ်သက်တဲ့ကိစ္စလေးတွေစီစဉ်ဆောင်ရွက်ရတဲ့ဂိမ်းတွေရှိတယ်ငွေကြေးကိစ္စစကားပြောဆိုလို့အောင်မြင်မယ်အရှိတောင်တောင်အရက်တွေကနေကောင်းသောအကျိုးဆက်လေးတွေရရှိပိုင်ဆိုင်လိမ့်မယ်ပြီးတော့တခြားသူတွေရဲ့လေးစားမှုတွေခံနာပတ်စံနဲ့လက်နဲ့မပြတ်ပဲနဲ့ပတ်စံတအားဒလဟောဝင်တဲ့ဂိမ်းတွေပါတယ်မတ်လ29 30မှာတော့အညံ့လေးတွေရှိတယ်ဂယူဆိုင်မယ်လူမှုရေးကိုအကြောင်းပြုပြီးတော့အချက်တွေအကျိုးနဲ့ဖြစ်တာနာမည်ဂုဏ်သိက္ခာကျဆင်းတာမျိုးတွေဖြစ်တဲ့ဂိမ်းရှိမယ်တောင်းစင်မထားတဲ့သူတွေဒါမျိုးတွေကိုသွားထားမိတာမကူညီတဲ့သူတွေကိုသွားကူညီမိတာကြောင့်အနိကလူယုံဒုက္ခပေးခြင်းခံရတဲ့ဂိမ်းပါတယ်နာမည်ဂုဏ်သိက္ခာဒုက္ခပေးမယ်ဝမ်မိုက်ရင်ဘက်ကိုအကြောင်းပြုပြီးတော့ကျမ်းမာရေးအညံ့အခိုက်တွေဖြစ်တည်လာလိမ့်မယ်အဝါရောင်အဖြူရောင်အညူရောင်အစိမ်းရောင်တို့ကိုမိမိတို့အရေးပါတဲ့လုပ်ငန်းဆောင်တွေလှုပ်ဆောင်တဲ့အခါမှာအဓိကထားဝတ်ဆင်သုံးဆွဲရမယ်ဂရမပန်းရောင်စုံကြာပန်းရောင်စုံကြောက်စိမ်းပန်းခေညွန့်ခေပန်းဒီလိုပန်းမျိုးတစ်မျိုးမရတစ်မျိုးမိမိတို့ယုံကြည်ကိုယ်ဝယ်တဲ့ဖះမှာဖះပန်းကရာဖြစ်စေနေအဲ့ကနေမှာအလှပေါင်းထိုးတဲ့နေရာဖြစ်စေပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေကျွန်တော်လည်းအညံ့နေกินပြီးကောင်းကျိုးချမ်းသာတွေရရှိဖို့အတွက်ရရချီချင်တယ်ပါဆိုရင်ဘာလို့ရလဲဆိုတော့ဗုဒ္ဓဂုဏ်နဲ့မြတ်စွာဘုရားရဲ့ရင်မတ်တော်ကိုရင်မတ်မှာမှသူကဘယ်ဘက်ရှင်အောင်နှလုံးသားတက်ကိုရွှေဆိုင်ပေါ့နော်ဆက်လက်ပြားအလွာလေးတွေအများကြီးရှိပါတယ်ရွှေဆိုင်တစ်ဆိုင်ဝင်လာရင်အဲ့ဒီရွှေသင်္ကန်းဆက်လက်ပြားကိုမြတ်စွာဘုရားရဲ့ဘယ်ဘက်ရှင်အောင်တက်ကိုရွှေဆိုင်ကတ်လူပေးရမယ်ရွှေငွေတွေဂျရနာပစ္စည်းတွေဝင်ပြီးနှလုံးသားရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေပါအဆင်ပြေလာမှာပေါ့နော်ငွေကြေးစီးပွားလက်လာပါတွေကအစလိုချင်တာလေးတွေဖြစ်နေတယ်ဆိုရင်ခလေးငယ်လေးတွေကိုချိုးချင်တရားလုံးလေးတွေများလေးဒါနပြုလူဒန်းကျွေးမွေးပြီးတော့တချင်းတီဆိုကတ်ခုံခိုင်းလိုက်ပါဗျာနော်စီးပွားလက်လာပါလေးတွေပို့ပွင့်ပြီးအယောင်းဝယ်လေးရအစားတော်တော်လက်ဖြစ်တည်လာလိမ့်မယ်တောက်ကြတာသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်